ဒီမှာမေးရမုတ်ပေးလိုက်တယ်ဒီလိုဝေစားတယ်ငါခေါ်တယ်ကိုရောက်ခေါ်ပြော ပေးငါခွဲပေးမယ်ဒါနိုင်လဲမေရတာနင်းနေကိုအဲ့လိုမလုံးနဲ့လေကနေယူထားတဲ့အပိုင်းကအကြီးပဲအဲ့လိုလူလည်းမကြပေးငါညီအောင်ညီပေးမယ်ပြဟိုနှစ်ခု What 哎呦我的妈 ဟာနေလိုမလုံးနဲ့လေဒါမကြည့်တေးသွားပြီမညီတော့ဘူးအဲ့တော့ဘာညောင်ပြန်ကြိုက်ပဲ ညီတော့ဘူးကြီးသွားတာနည်းနည်းတော့ပေးမယ်အမြဲတမ်းငါပဲလုပ်ပေးရတဲ့ဟာ 哎呦我的妈 နော်နည်းနည်းယူနေနော်စကားရအောင်မအေးဒါပြီမောတော်လိုက်တာနောက်ခါမုတ်ထားလို့ရှင်ငါတို့နေမဲမြက်ခွဲပြီနော် အေးပါညီရိုင်းနော်လုပ်ပေးမယ်လေမပြန်တော့မယ်နေအောင်လေပြမပြန်လာခဲ့မယ်ငါကောင်းဒီနိုကဲသွားစားရအောင်မ ဆောင်းမလေး ကောင်းပြီလားဘာလဲ ကောင်းပြီဆိုတာကောင်းတယ်လို့ပြောတာ ဘိုးခဲလို့ပြောတာ ရုံးနဲ့ဆိုရတာပြင်းလာပြီးလဲသွန်းနှမ်းဆော့မလား ဆော့ကြည့်မအောင်ငါဝါတို့ဒီနေခဏဝင်းငါကဘလို့နိုင်မှာ ဟုတ်တယ် ဟဲ့ငါတို့တော့အဲ့မှာဘယ်သူအားရှိဆုံးတော့ ငါရှိတော့ ငါအားရှိဆုံးလေငါဒီထဲမှာလူကောင်ရှိဆုံးမဲ့ဟာကို နင်လူကောင်ပဲကြည့်ငါတော့အားမရှိဘူး အားရှိတယ် ရှိဘူး ဒီလေလောက်ငါပြောပြမယ်ငါလဲကိုနေတော့တယောက်တလဲတွန်းကြည့်အကြာကြီးတွန်းနိုင်တဲ့တူအားဖို့ရှိလို့ပဲ ငါ့တော့မှာ ငါလည်းတွန်းမှာ ငါ့တော့မှာ တယောက်တလဲတွန်းကြည့် ငါ့တော့မှာ ခါတွန်းအားရှိတေနေတော့လေဟာချာခိုချေကိုတဆဲဟောက်ခေါ်ရတဲ့ဆိုင်တွန်းလာတော့မင်းတွန်း ငါစက်တိရအောင်တွန်းပြန်မယ် တို့ တွန်းမြ 哎呦我的妈 နေတော့အလေးရခါတော့မပြေဘူးနော် ရငါ ငါချောက်ခိုရှေကိုတဆဲဆက်အလေးဆက်တိခါဆက်တိပြန်ပြန် ငါအကြည့်ဆုံးငါအကြည့်ဆုံး ပြန်ခါတော့ပြမယ် ကောင်းတယ်လို့ပဲဖောက်ကောင်းတော့ဟာ မွန်ဘိုင်းစားနေချိုးချင်းလား ငါတို့လည်းကျွုံးလေ ခါတယ်မစားနဲ့ 哎呦我的妈 ညီပြသားကောင်းနေပုံကြီးရော ကုန်သွားကုန်သွား ကဆူနဲ့မွန်းอ่ะ မဟုတ်ဘူးငါမေကြီးရငါကိုတရက်ကိုမနဲ့နှလုံးညနေနှလုံးလေးလုံးပဲကျွေးလို့စားကြည့်ရင်နင်တို့မေကိုဝဲခိုင်ကောင်းဒီတဲ့ညံကောင်းနဲ့ခွဲမယ်နော်မလေး ပုံမှာ ကဆူနဲ့ချီမှာငါတို့မုံကြောက်စားပြီးတော့ ကွာငါတို့ကြာမှုကြည့်ရတယ်ပုံကြမှုကြည့် 哎呦我的妈 ဒီလိုနဲ့သူတို့ဟာ12နှစ်အရွယ်ကိုရောက်ရှိလာခဲ့တယ် 12နှစ်တည်း22နှစ်တောင်မဖြစ်နိုင်တဲ့ရုပ်တွေကို12နှစ်တည်း ကလေးပြုံးဆောင်မရှိဘူးလို့ပြောနေတဲ့ဟာကိုဟာမုံစားရအောင်လေ ဟုတ်တယ်ကျမစာမြတ်ကျွန်တော်လည်းရိုက်ပါလို့ပြောထားတယ် ဒီနေ့စာမေးမှလားဘာလဲတော့ဟမ်လွယ်ပါတယ်ခဏတည်းကောက်ချက်လို့ရတယ်အောင်နေတော့ကလည်း ညပြီ ခါခဏနေဒီလောက်ညံကောင်းတာခဏတည်းချက်ရတယ်ကြည့်မနေနဲ့ဟိုတက်တော့ခေါ်မနေတော့လည်းချက်လည်းရမှာမဟုတ် ဟိုဟာစားချက်တာကြာတယ် ဟုတ် ငါ့ကိုအဲ့လိုမပြောနဲ့ငါလည်းညံကောင်းတယ်နော်ခဏလေးနဲ့ရတယ်နော်ဒီမှာကြောက် မရီးတဲ့တဲ့တော့ ဟဲ့ကျမလာပြီ ကဲဆရာမစာမေးမယ်လို့ပြောထားရနော်ဒီနေ့မရတဲ့သူကတော့ချိန်လုံးအမောပါဇက်ကအစားနဲ့ပါဇက်နဲ့မပြတ်ဘူးနော်ကဲထစေစောနိုးစားတိုက်တော့ဒီထူးချွန်ထူးခြားခြားကောက်မွန်ဒီနိုင်ရန်အစအောင်နဲ့ကာယထားတော့အရာပကြီးတပူကြီးချဲတော့အတတ်ပညာကဲတော်တိုင်ကဲခခမောင်မဲ ပြတင်ပြတင်အော်ပြတင်တိမ်မောင်းဒီ အားထက်လက်စွမ်းလက်စ လက်စွမ်းလက်စားကတစုံတူတစုံတူ ထွက်လာခဲ့ချိန်လုံးနော်ဒီလောက်ပြောထားတဲ့ဟာကိုအလေးအထောက်ပံ့
ထွက်ခဲ့ကြိမ်လုံးဒီလိုနဲ့သူတို့ဟာအသက်30အရွယ်တက်လက်ပိုင်းကိုရောက်ရှိလာခဲ့တယ် အမလီတော်သေးတယ်အသက်30ကိုရောက်လာတယ်ဘယ်နဲ့ဒီရုပ်ကြီးတွေနဲ့နှစ်နှစ်အရွယ်တရုပ်ဆောင်ကြရတယ်ငါစိတ်ဆင်းရဲလိုက်တာ ဒါတော့တမီးတို့တက်တက်ရှူရှူဆော့နော်ရံမဖြစ်ရဘူးဘို့မကြရအောင်အချင်းချင်းမနိုင်သားရအောင်နော်လုံးဝမနိုင်သားရအောင်အဲ့ဒါမကောင်းဘူးအမေတို့ငယ်တော့ဆိုလေ အေးသူကပဲပြောရတယ်ရှင်